ကဘာပေါ်မှာကျူးကျော်သိမ်းပိုက်ဖို့လုံးဝမလွယ်ကူတဲ့၅နိုင်ငံ။ဘာကြောင့်ကျူးကျော်ဖို့မလွယ်ကူရလဲ။ဘယ်နိုင်ငံတွေလဲဆိုတာအခုပဲကြည့်လိုက်ရအောင်။နံပါတ်1အမေရိကန်ဟာကမ္ဘာစစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီးနျူကလ িয়ার လက်နက်ပစ္စည်းတွေနဲ့အစစ်မြစ်နည်းပညာစနစ်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ညီမျက်နှာသွင်ပြင်အနေထားမှာလည်းငြိမ်ငြိမ်ကျယ်ဝန်းပါတယ်။မြောက်ဘက်မှာကနေဒါနိုင်ငံရှိပြီးတောင်ဘက်ကနေကျူးကျော်မယ်ဆိုရင်လည်းမက္ကဆီကိုနိုင်ငံတို့ကိုဖျက်ကျော်ရမှာဖြစ်တယ်။အရှေ့နဲ့အနောက်မှာလည်းကျယ်ဝန်းတဲ့အတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာတွေကတဘာဝတနိုင်သဖွယ်ကာကွယ်ထားတာကြောင့်ကျူးကျော်သူတွေအတွက်အခက်တွေ့စေပါတယ်။နံပါတ်2ရုရှားကကမ္ဘာ့မြေအေးရအကျယ်ဆုံးနိုင်ငံဖြစ်တယ်လို့စစ်အင်အားမှာလည်းခေတ်မီစစ်လက်နက်ပစ္စည်းနဲ့နျူကလ িয়ার လက်နက်တွေအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တယ်။ပါရာဝီအနေအထားမှာလည်းနယ်မြေကရှည်ရပြီးတောင်ကုန်းတောင်တန်းတွေနဲ့အေးခဲတဲ့ရာသီဥတုတန်တွေကြောင့်ရုရှားဟာကျူးကျော်ဖို့လုံးဝမလွယ်ကူတဲ့နိုင်ငံမှာ1810မှာနပိုလီယန်နဲ့1941မှာဂျာမန်တို့ကကျူးကျော်ခဲ့ကြပေမဲ့အေးခဲတဲ့ရာသီဥတုတန်ကိုမခံနိုင်ကြတာကြောင့်ပြန်ဆုတ်ခဲ့ကြရတယ်။နံပါတ်3ဩစတြေးလျမှာစစ်အင်အားနည်းပေမဲ့ပူပြင်းတဲ့သဲကနာရနဲ့သူတို့ရဲ့တည်နေရမြင့်ညနာတဲ့အနေအထားကြောင့်ကျူးကျော်ဖို့ခက်ခဲပါတယ်။ဘေးပတ်လည်မှာလည်းကျဲပြင်းတဲ့ရေပြင်တွေနဲ့ဝိုင်းရံထားတဲ့အတွက်ပါစီဖိတ်သမုဒ္ဒရာကိုတကူးတကဖျက်ကျော်ပြီးဩစတြေးလျကိုကျူးကျော်ဖို့ဆိုတာမလွယ်ကူပါ။အမှတ်၄ကနေဒါကျူးကျော်ဖို့မလွယ်ကူတဲ့နိုင်ငံတွေထဲမှာကနေဒါလည်းပါဝင်ပါတယ်။ကနေဒါကနယ်မြေအရန်ကျယ်ပြန့်ပြီးအထူးသဖြင့်အေးခဲတဲ့ရာသီဥတုတွေကြောင့်ကျူးကျော်ဖို့ခက်ခဲပါတယ်။တင်နေရပထဝီအနေအထားမှာလည်းအရှေ့မြောက်ဘက်မှာဂရင်းလန်းနာကျွန်းဆွယ်ရှိပြီးတောင်ဘက်မှာအမေရိကန်နိုင်ငံတို့နဲ့ထိစပ်နေတာပါ။ကနေဒါကိုကျူးကျော်ဖို့ဆိုရင်အေးခဲတဲ့ Greenland ကျွန်းဆွယ်နဲ့အင်အားကြီးတဲ့အမေရိကန်လိုနိုင်ငံမျိုးကိုအရင်ဆုံးဖျက်ကျော်ရမှာဖြစ်လို့ကျူးကျော်သူတွေရဲ့အဓိကပြဿနာပဲဖြစ်တယ်။နံပါတ်5တရုတ်ကစစ်အင်အားကြီးနိုင်ငံဖြစ်တယ်လို့နယ်မြေအေးရမှာလည်းအစတော်ကျဲတဲ့အတွက်ကျူးကျော်ဖို့အရန်ခက်တဲ့နိုင်ငံပါ။အိမ်နီးချင်းဖြစ်တဲ့ရုရှားနဲ့မြောက်ကိုရီးယားလိုနျူကလ িয়ার ပိုင်ဆိုင်တဲ့အင်အားကြီးနဲ့မဟာမိတ်ဖြစ်နေတာကြောင့်လေကျူးကျော်ဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲပါတယ်။စစ်အင်အားမှာလည်းတပ်သား2တန်းကျော်ရှိပြီးနျူကလ িয়ার လက်နက်ပစ္စည်းနဲ့ခိတ်နီစစ်လက်နက်တွေပိုင်ဆိုင်ထားတာကြောင့်တရုတ်ကိုကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်ပါဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like follow လုပ်ထားခဲ့ကြဖို့မမေ့နဲ့နော်